တာမန်ကဲသို့တာယာတဲ့နေ့လေးဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ကြာရှည်မခံခဲ့ပါဘူး။ကောင်းကင်ကြီးရဲ့အလင်းရောင်ကိုမြူရီဖုံးသွားပြီးမြေကြီးတွေတုန်လှုပ်ခဲ့ပါတယ်။ ဘာတွေဖြစ်နေရလဲငနေလုံနေလား မြေကြီးရဲ့စိုက်တွေပြိုကုန်ပြီးကဲကြပါဦး။ကဲကြပါဦး။ကဲကြပါ 好多阿姨，哪有没有一个是阿姨？လူတွေအများကြီးပါဆုံးရှုံးလိုက်ရပြီ ဒီလိုငလျင်ကြီးလှုပ်ခတ်မှုကြောင့်လူတွေရဲ့အသက်ပေါင်းများစွာကိုတစ်ခဏလေးအတွင်းဆုံးရှုံးလိုက်ရပါတယ်။အဲ့ဒီအချိန်မှာပဲထူးဆန်းတဲ့အရာကြီးကိုစတွေ့ခဲ့ရပါတယ်။ဘာကြီးလဲ။ပြေးကြအားလုံးပြေးကြ အားလုံးပြုံပြီပြေးကြအိုးရိုးများဖက်တန်ရပါကြကြအချိန်တစ်ခဏလေးအတွင်းမှာနှုတ်ဆက်စကားတောင်ပြောချိန်မရခဲ့ကြဘူးဟဲ့အောင်တောင်းထားပါအောင်ကွာကျမသားလေးကိုပြေးပေးကြပါဦးငါအာယုံတွေရနေတယ်ငါတို့မြို့ကြီးရောလူတွေရောအားလုံးဒုက္ခရောက်နေကြပြီငါတို့လူတိုင်းကိုအစွမ်းကုန်ကယ်တင်ရမယ်အားလုံးဆွတ်တက်ထားလိုက်ငါတို့အရင်သွားနေမယ်တော်တော်ပြည့်စည်နေတာပဲအပြည့်စည်ရဲ့အောက်မှာလူရရှိနေသေးတယ်အားလုံးကိုကယ်တင်ရမယ်ဟုတ်ပြီအစင်ပြေလားအားတင်းထားပါကျွန်တော်တို့ရှိတယ်အဆင်ပြေပါလားပြီးနေတဲ့သူတွေရှိနေသေးဘူးကျေးဇူးပြုပြီးကယ်တင်ပေးပါငလျင်ကြီးငါတို့စီလာနေပြီပြေးကြအားလုံးအနေမဖြစ်မဲ့နေရာကိုပြေးပေးကြပါအဆုံးထိကောက်ပဲရမယ်ဒုက္ခပဲထိမရတော့ငါတို့အဖွဲ့တွေမရောက်သေးဘူးလားအဲ့ဒီအချိန်မှာပဲအဖွဲ့သားတွေရောက်ရှိလာကြပါတယ်ငါတို့လာပြီအားလုံးကိုအစွမ်းကုန်ကယ်တင်ကြနောက်ကျတော့လို့တောင်းပန်ပါတယ်ဩငလျင်ဆိုတာမင်းလားကွာမင်းလောက်တာတွေများနေပြီသုံးမသေးတယ်ဒါတွေတစ်ချက်မြည်ကြည့်ကြော့ကွာမင်းနဲ့ချမဲ့ကောင်ကငါပဲနောက်မှလူတစ်ယောက်လဲနေတယ်ငါတော့ကယ်လိုက်မယ်ကျွန်တော်တို့ရှိတယ်ဘာမှဖြစ်စေရအောင်ချူပြပြီးလွတ်ရအောင်သွားကြပြေးကြပါအကြောင်းနဲ့ကျွန်တော်ကာထားပေးမယ်အပြက်အစည်းတွေကြားကလူတွေကိုကယ်ထုတ်နိုင်ခဲ့ပေမဲ့တချို့ကိုတော့ဆုံးရှုံးခဲ့ရပါတယ်မင်းဘာမှမဖြစ်လို့တော်သေးတယ်ကွာဟာအာတန်ကြီးလေနောက်တစ်ခါပေါ်လာတာပဲမင်းတေဖို့ပြင်လာလိုက်တော့ရော့ကွာကာကွယ်ဖို့အသင့်ပဲကွာမင်းတို့ကောင်တွေတော့ခီးကိုမဆိုင်တာဒီလိုနဲ့ပဲငလျင်ကောင်ကြီးတွေပေါ်လာသမျှနေရာတိုင်းကိုတိုက်ထုတ်ပြီးအားလုံးကိုကယ်တင်ခဲ့ကြပါတယ်ပြည်သူတွေကလည်းအစွမ်းကုန်ကူညီပေးကြပါတယ်ပြည်သူတွေအားလုံးတစ်ခါလဲကြပေမဲ့အားမလျှော့ပဲပြန်ထားပြီးအချင်းချင်းကူညီဖေးမခဲ့ကြပါတယ်ယခုကာလမှာပြည်သူတွေထိခိုက်မှုနစ်နာမှုနဲ့ရင်ဆိုင်နေရတဲ့အတွက်ကျွန်တော်တို့ဘက်ကလည်းဝမ်းနည်းကြေကွဲမှုများကိုခံစားကြရပါတယ်ငလင်းဆိုတဲ့ကပေးပြီးအခြားသောဘေးရန်တွေအလုံးမှာအများဆုံးကင်းဝေးပြီးလွတ်မြောက်နိုင်ကြပါစေအသက်ဆုံးရှုံးခဲ့ကြသောပုဂ္ဂိုလ်များလည်းကောင်းရာပုံဘဝသို့ရောက်ကြပါစေလို့ဆုတောင်းပေးပါတယ်ခင်ဗျာဒုက္ခရောက်နေသောပြည်သူများဝမ်းနည်းကြေကွဲမှုကိုခံစားနေကြရသောပြည်သူများအားလုံးအမြန်ဆုံးပြန်လည်အဆင်ပြေကြပါစေအားလုံးအားတင်းထားကြပါစီစီလုံးလုံးနဲ့အားလုံးအတူတကွရင်ဆိုင်ကြုံဖြစ်ကြပါမယ်အားလုံးကိုခါရပြုပါတယ်